ဆိုတော့ကျွန်မအခုပြောနေတဲ့အကြောင်းအရာက social research method စာအုပ်ထဲက chapter 1ရဲ့ပေါ့နော်research လုပ်တဲ့ဖို့ကျွန်မတို့ဘာကြောင့်လိုအပ်တယ်လဲဆိုတဲ့အကြောင်းပြောနေတာဖြစ်ပါတယ်နော်ဆိုတော့ပထမပိုင်းမှာကျွန်မဗာပြောခဲ့လဲဆိုတော့ကျွန်မတို့စနစ်တကျလုပ်တဲ့သုတေသနတွေရှိတယ်ဒါပေမဲ့ကျွန်မတို့အဲ့ဒီသုတေသနတွေနဲ့အနှံ့ဝေးပြီးတော့နေ့တိုင်းလှုပ်ဆောင်နေဖြစ်တဲ့ပုံသဏ္ဍာန်ဘယ်လိုလဲဆိုတော့ကျွန်မတို့ကိုယ့်ရဲ့ကိုယ်ပိုင်တွေ့ကြုံတွေကိုယ်အနီးနားလူတွေကိုယ်နှမ်းမှုတွေပေါ့နော် social media တို့ပါတော့အဲ့ကနေကျွန်မတို့ကဘုဒ္ဓတွေရယူတယ်ပြီးတော့အဲ့ဘုဒ္ဓတွေကိုသုံးပြီးကျွန်မတို့ဆုံးဖြတ်ချက်တွေချရဲပြဿနာတွေဖြေရှင်းတယ်ပေါ့နော်ဆိုတော့အဲ့နီလန်းတွေကကျွန်မတို့မှာအမားတွေအလွဲတွေမလိုလားတဲ့နောက်ဆက်တွဲတွေအများကြီးဖြစ်တဲ့အတွက်ကျွန်မတို့ဒီသိပ္ပံကြီးကြလုပ်ထားတဲ့သုတေသနတွေပေါ့မှာမိခိုးတင်နေဆိုတဲ့အကြောင်းပြောခဲ့တယ်နော်ဆိုတော့ဒုတိယပိုင်းမှာကျတော့ကျွန်မပါဆက်ပြောမလဲဆိုတော့ကျွန်မတို့ဒီခုနစနစ်တကျလုပ်တယ်ဆိုတော့ process ပေါ့နော်အဲ့ process ကဘယ်လိုမျိုးလဲဆိုတာကိုရှင်းပြမှာဖြစ်တယ်ဆိုတော့ဒီစာအုပ်ထဲမှာတော့ quantitative approach နဲ့ qualitative approach ဆိုပြီးတော့သူကရှင်းပြထားတယ်နော်တကယ်တမ်းကျတော့ကျွန်တော်တို့ဒီ quantitative နဲ့ qualitative method တွေပေါ့နော်အဲ့အရာတွေကိုနားလည်ဖို့ဆိုရင်တက္ကသိုလ်တွေမှာ semester တစ်ခုစာလောက်ပေးပါတယ်ဆိုတော့ကျွန်မကတော့အခုဒီနေရာမှာအတူတူလေးပြောပြပေးမယ်နော်ဆိုတော့ quantitative research ကိုနှစ်ချုပ်ပြောရရင်သူကကျွန်မတို့ကိန်းဂဏန်းအချက်လက်တွေကိုအားဖြည့်ပြီးတော့ statistic ကိုသုံးပြီးတော့လိုချင်တဲ့အဖြေကိုရှာတာသိချင်တဲ့ knowledge ကိုရအောင်လုပ်တာနော်qualitative approach ကကြတော့ကျွန်မတို့ကိန်းဂဏန်းအချက်လက်တွေကိုအားကိုးတာမျိုးတော်တော်နည်းပြီးတော့လူတွေရဲ့အကြောင်းကိုကျွန်တော်တို့သိချင်တာကိုသိဖို့အတွက်အဲ့လူတွေနောက်ရအောင်ပြောတယ်အဲ့လူတွေနဲ့စကားတွေပြောတယ်သူတို့ရဲ့စိတ်ထဲအကြောင်းတွေသူတို့ရဲ့အမြင်တွေယုံကြည်ချက်တွေပေါ့နော်သူတို့အတွေးခေါ်တွေကိုသိအောင်လုပ်ပြီးတော့အဲ့ဒါကိုစကားလုံးတွေနဲ့တင်ပြတာမျိုးပေါ့နော်ကိန်းဂဏန်းအချက်လက်တွေထပ်ဆိုင်စကားလုံးတွေနဲ့တင်ပြတာမျိုး qualitative research လို့ခေါ်တယ်နော်ဒီနေရာမှာကျွန်မ quantitative research အကြောင်းကိုဇာတ်လမ်းလေးတစ်ပုဒ်နဲ့ကျွန်မကဥပမာပေးပြီးပြောပြပါမယ်နော်ဆိုကြပါစို့ဆရာမတယောက်ကအလေတန်းနဲ့အထက်တန်းကျောင်းသားလေးတွေစာသင်နေတယ်ရန်ကုန်က international school တစ်ခုမှာပေါ့နော်အဲ့တော့သူကဘာတွေ့ရလဲဆိုတော့ဒီယောက်ျားလေးအများစုပါပေါ့နော်မိန်းကလေးတွေထက်ပေါ့ယောက်ျားလေးတွေကဒီ delinquency ဆိုတာစိုးသွမ်းတဲ့ပြုမှုတွေတွေ့ရတယ်။ကြောင်ပြေးတာတို့စာမလုပ်တာတို့ဆရာမနဲ့တခြားလူတွေကိုမမရင်စကားပြောတာပေါ့နော်။ပြီးရင်တစ်ခါလေကျမှုရေးစေဝတ်သုံးတာတို့ပြီးရင်တစ်ခါလေကျရင်တယောက်နဲ့တယောက်ယောက်ျားလေးတစ်ပါပါပေါ့နော်။အဲ့လိုမျိုးချိန်ပြီးတော့ရန်ဖြစ်ကြတယ်လက်သီးနဲ့ထိုးကြတာပေါ့နော်။အဲ့လိုမျိုးတွေကိုတွေ့ရဆရာမကအဲ့ဒါစဉ်းစားတာပေါ့ဒီလိုမျိုးစိုးသွမ်းတဲ့အပြုမှုကကလေးတွေအကုန်လုံးမှမတွေ့ရပဲ။ဘာကြောင့်တချို့ကလေးတွေမှတွေ့နေရလဲနော်။အဲ့တော့ reason for delinquency ဆိုတာသူကောင်းမဲ့ကိုရောက်လာပြောရရင်သူဒီဟာအတွက် concern ဖြစ်တယ်လို့ကျွန်တော်တို့ကတော့ခေါ်တယ်ပေါ့နော်ဆိုတော့ပြောရရင် researcher တွေကိုတချို့ကလည်းနောက်ပြန်လည်းပြောကြတယ်ဆိုတော့ပြဿနာရှာတဲ့လူတွေပြောကြတယ်နော်ဆိုတော့ကျွန်မကကြတော့ဒီညမှာပြဿနာရှာတဲ့လူဆိုတဲ့ definition ကိုအတိအကျဖွင့်ရရင် researcher ရဲ့စိတ်နေသဘောထားဘယ်လိုလဲဆိုတော့ပြဿနာတွေရှိနေတာကိုမြင်နေတယ်ပြီးတော့အဲ့မြင်နေတဲ့ပြဿနာကိုသူကအဖြေရအောင်ရှာအဲ့ဒါ researcher ရဲ့စိတ်ဓာတ်ပဲဟုတ်နော်ဟိုပြဿနာမရှိပြဿနာရှာတာမဟုတ်ဘူးနော်အဲ့တော့ရှိနေတဲ့ပြဿနာကိုမြင်အောင်ကြည့်တတ်တယ်အဖြေရှာတတ်တယ်ပေါ့နော်အဲ့တော့ဒီဆရာမကလည်းရိုးတန်းတန်းစာသင်နေရမှာပဲနဲ့ဒီကလေးတွေအကြောင်းသူစိတ်ဝင်စားလားနော်စိတ်ဝင်စားဒါပေမဲ့ तू စဉ်းစားမိလိုက်တဲ့အစဆွဲထုတ်လိုက်တဲ့အကြောင်းကအရင်ကျယ်ပြန့်ဘာဖြစ်လို့လဲဆိုတော့သူ့အတန်းထဲမှာကလေးတွေကအသက်တူရင်တူမယ်အတန်းတူမယ်ဒါပေမဲ့နောက်ခံပေါ့နော်သူတို့ရဲ့မွေးဖွားတဲ့ data ကြီးပြင်းတဲ့ပတ်ဝန်းကျင်ပြီးတော့သူတို့ရဲ့မိဘရဲ့မျိုးရိုးဗီဇပေါ့နော်အဲ့ဓာတွေကျမတို့ကသူတို့နေထိုင်ခဲ့ရတဲ့နေရာတွေကဘာမှမတူးနေတာဖြစ်နိုင်တယ်မတူးနေတာဖြစ်နိုင်တဲ့အတွက်ဒီစိုးသွမ်းရတဲ့အကြောင်းရင်းတွေကအဲ့ဒီနောက်ကအကြောင်းတွေကြောင့်လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျမတို့စဉ်းစားမယ်ဆိုရင်အများကြီးပဲပေါ့နော်သူ့အကြောင်းတစ်ကြောင်းထဲမှာရှိတဲ့ကလေးတွေရောပေါ့နော်တခြားဒီရွယ်တူအုပ်စုလေးတွေကိုပဲတခြားအကြောင်းတွေမှာပေါ့နော်အများကြီးကျမတို့စဉ်းစားမယ်ဆိုအများကြီးအဲ့တော့ဘာလို့ လဲဆိုတော့ဒီလောက်ကျယ်တဲ့ topic ကြီးကိုသူတယောက်တည်းလဲခဏနဲ့ပြအောင်မလုပ်နိုင်တော့သူဒါကို scope ကိုကျင်းပြရအောင်เนาะကျမတို့အဲ့ဒါကို focus question လို့ခေါ်တယ်အဲ့တော့ question တေးသေးလေးခြုံပြမှရမယ်အဲ့ခြုံပြတော့သူဘယ်လိုလုပ်လဲဆိုတော့literature review တော့ဖတ်တယ် literature review ဖတ်တယ်ဆိုတာကသူ့လိုမျိုးပဲဒီလိုပြဿနာရှိခဲ့တဲ့ပြဿနာကိုကြုံတွေ့ခဲ့ရရှိသလားအဲ့လူတွေဘယ်လိုဖြေရှာခဲ့လဲဒီကိုအဖြေရှာတာအတွက် theory တွေရောထွက်လာခဲ့တာရှိသလားပေါ့နော်အဲ့ theory တွေမှာအဆိုပြုချက်တွေပေါ့နော် hypothesis တွေအဲ့ hypothesis တွေရောလက်တွေ့ data တွေကောက်ပြီးစစ်ဆေးခဲ့တာမျိုးရှိသလားပြီးရင်အဲ့လိုသူ့လိုပဲရှာဖွေရတယ်ပေါ့နော်ဒီ reason တွေအောင်တူညီကြသလားပြီးရင်ဒီလိုကလေးတွေကိုလေ့လာတဲ့အခါမှာလည်းဘယ်လိုမျိုးပေါ့နော်အုပ်စုတွေဘယ်လိုခွဲပြီးလေ့လာလဲအဲ့ဒါကိုစာတွေတော့ဖတ်
စာရေးတော့ဖက်လာပြီးရဲ့အချိန်မှာ तू မေးခွန်းလေးကို scope ကို तू နည်းနည်းချင်းပြလိုက်တယ်ဘယ်လိုချင်းလိုက်လဲဆိုတော့ तू တကယ်စိတ်ဝင်စားနေတာဘယ်သူတွေကိုလဲဆိုတော့နေကနေရန်ကုန်မြို့ကိုပြောင်းလာပြီးတော့ international school မှာတက်နေတဲ့ကလေးတွေကို तू ပို့ပြီးတော့ focus ထားလိုက်တယ်။ဘာကြောင့်လဲဆိုတော့ तू ကိုယ်တိုင်လည်းနေကနေရန်ကုန်မြို့ကိုတက်လာပြီးတော့ဒီအလုပ်တွေပါအလုပ်တဲ့ဟာရခဲ့တယ်ပေါ့နော်။ပြောရရင်ဒီဂျန်ဘက်ကလာတဲ့လူတွေကို तू ပို့ပြီးတော့personally လည်း तू ပို့ပြီးတော့စိတ်ဝင်စားနေတာဖြစ်တယ်ပေါ့နော်။အဲ့တော့ဆိုတော့ तू ဘယ်လိုစဉ်းစားလိုက်လဲဆိုတော့ဟုတ်ပြီဒီကလေးတွေကဘာကြောင့်ဒီလိုဆိုးသွမ်းကြလဲဥပမာမြို့ကကလေးဆိုးသွမ်းတာနဲ့နေရကလေးဆိုးသွမ်းတာကို compare လုပ်ကြည့်ရမယ်ပေါ့နော်သူရဲ့ focus ကလေဟုတ်ပြီနော် compare လုပ်ကြည့်မယ်အဲ့ချိန်မှာ तू ဘယ်လိုစဉ်းစားလိုက်လဲဆိုတော့နေရကလေးတွေကသူတို့ဒီရန်ကုန်မြို့နဲ့မတူတဲ့ဒေသတစ်ခုမှာနိုင်ငံရေးစီးပွားရေးလူမှုရေးပေါ့နော်မတူညီရရှိတယ်အဲ့မတူညီတဲ့အကြောင်းအရာတွေကဒီကလေးတွေပေါ့မှာလွှမ်းမိုးပြီးတော့သူတို့ရဲ့ဆိုးသွမ်းမှုကိုတွန်းအားပေးသလိုမျိုးဖြစ်မယ်လို့ तू ကရေဘူးရသူအရင်သူ့ရဲ့ hypothesis ပေါ့နော်ကောက်ချက်ကိုဆွဲလိုက်ပြီးတော့သူကအဲ့လိုခုနကလိုမျိုးပေါ့နော်ဒီကလေး comparison ပေါ့နော်ဒီကလေးမျိုးကစိုးနေကလေးနဲ့နေကနေပြောင်းလာပြီးစိုးနေကလေးကြားကကွဲပြားမှုပေါ့သူအဲ့ reason ကိုရှာမယ်စဉ်းစားလိုက်တယ်ဆိုပါတော့နော်အဲ့အချိန်မှာသူ sample ရပါပြီနော်သူ့ရဲ့ sample ကဒီနေရကလေးတွေ measurement ကကြောင့်ပါဆိုတော့ကျွန်တော်တို့ကဒီ dataကိုခုနကလိုအဖြေထုတ်ဖို့ဆိုရင်ကျမတို့မှာပေါ့နော်အချက်လက်တွေကိုတိုင်းတာဖို့data ကောက်ဖို့လိုတယ်အဲ့အချက်လက်တွေကဘာလဲဆိုတော့ဒီကလေးတွေကိုခုနကလိုအသက်တွေပေါ့နော်ဒီကလေးတွေအတန်းနေရလဲဒါ quantitative data ရယ်နော်ပြီးတော့ဒီကလေးတွေကြောင်းပြတ်တယ်ပေါ့နော်တစ်ပတ်ကိုဘယ်နည်းပြတ်တယ်လဲဟိုမှာရံဖြစ်ကြလဲဆိုလေတစ်လောက်ဘယ်နှခါလောက်ရံဖြစ်ကြလဲရံဖြစ်တဲ့ပုံသဏ္ဍာန်ကရောစကားများရုံနဲ့လားထိုးရကြိတ်တာလားပြီးရင်မှုရစေပါသုံးတာတွေ့ရဆိုရင်လည်းဘယ်လိုဟာကိုဘယ်လောက်အချိန်ကြီးဘယ်လောက်သုံးသလဲပေါ့နော်ပြီးလို့ရှိရင်ဒီတခြားလူတွေကိုသူတို့မိုင်ရပြောဆိုတာတွေကတော့ဘလို့မနှကြိမ်ပြောသလဲပေါ့နော်နောက်ပြီးတော့အဲ့ခုနကနေရလာတဲ့ကလေးဆိုသူတို့နေမှနေကြတော့သူတို့နိုင်ငံရေးအရာဘာတွေကြုံတွေ့ခဲ့ရလဲစီးပွားရေးအရာပေါ့နော်လူမှုရေးအရာသူတို့မိဘတွေရဲ့ပေါ့နော်နောက်ခံ background တွေပေါ့နော်မိဘတွေကပညာတတ်တယ်လားပညာတတ်တယ်ဆိုလဲဘယ် level ရောက်သလဲပေါ့နော်မိဘတွေကဝင်ငွေတွေပြီးတော့သူတို့နေခဲ့တဲ့ environment အဲ့အရာတွေအကုန်လုံးသူက data ကောက်ပြလိုက်နော် data ကောက်ပြလိုက်ပြီးတော့ theory တွေနဲ့လည်းသွားချိန်တယ်ဘယ်လိုချိန်လဲဆိုတော့ social learning theory တို့ social control theory တို့ပေါ့နော် social learning theory ကကျတော့ဗာလဲဆိုတော့ကလေးကသူ့ရဲ့ environment ကမှာသူတွေ့ခဲ့တဲ့ဟာကိုလမ်းလောက်လာခဲ့တယ် environment ကသူ့ကိုမသိလိုက်ဘူးဒါပေမဲ့ तू ကသူ့ဖက်ကိုသိယူလာခဲ့တယ်ပေါ့နော်အဲ့ဒါ social learning theory နောက် social control theory ကကျတော့သူတို့ဒီ social activity တစ်ခုကိုပါဝင်လိုက်ခြင်းအပြင် तू ကအဲ့ဒီ society ကလုပ်နေတာတခုကသူ့စီကူးဆက်လာတာပေါ့နော်ဥပမာအားကစားအဖွဲ့တွေဝင်တာမျိုးပေါ့နော် community တစ်ခုကို organization တစ်ခုကိုဝင်လိုက်တဲ့အတွက် तू ကအဲ့ဟာရဲ့လွှမ်းမိုးမှုကိုခံခဲ့ရတာမျိုးပေါ့နော်အဲ့ theory တွေနဲ့လည်း तू ကချိတ်ဆက်လိုက်ပြီးတော့ तू အဲ့ဒါကိုသူ့ရဲ့ measurement တွေကိုတည်တည်ချာချာပြင်ဆင်ပြီးတော့အဲ့ဒါ data ကောက်လိုက်နော်ဆိုတော့ရလာတဲ့အချက်လက်တော်တော်များများကကိန်းဂဏန်းဆိုင်ရာချက်လက်တွေဆိုတော့နော်ချက်လက်တွေကြီးပဲဆိုတော့ကျွန်တော်တို့လက်နဲ့လည်းဒါကိုလုပ်လို့မရအောင်လုပ်လို့မရပေါ့နော်ဒီ statistic ကိုသုံးပြီးတော့ software တွေနဲ့ကျွန်တော်တို့ဒါကို data ကိုအဖြေထုတ်တယ်ပေါ့နော်ဆိုတော့ data အဖြေထွက်လာတယ်နော်အဖြေထွက်လာချိန်မှာ तू ခဏဒီကိန်းဂဏန်းတွေကိုပဲ तू အတိတ်ပဲပြင်ရတာပေါ့နော် interpret လုပ်တယ်ခေါ်တယ်အဲ့တော့ तू ခဏသူ့ရဲ့ topic နဲ့ तू သွားချိန်တယ်နော်ရန်ကုန်ကဆိုးတဲ့ကလေးနဲ့နေကပြောင်းလာပြီးဆိုးတဲ့ကလေးမှာဘာတွေဘယ်လိုကွဲပြားမှုရှိပါတယ်ပေါ့နော်အဲ့ဒါ तू ချိန်မယ်ပြီးလို့ရှိရင်သူခုန theory နဲ့လည်းသွားချိန်မယ်ဒါဆိုရင်ဒီကလေးက social learning theory ရဲ့လွှမ်းမိုးမှုကိုခံရတာလား social control theory ရဲ့လွှမ်းမိုးမှုကိုခံရတာလားပြီးတော့ဒီကလေးတွေကိုခုနဆိုးသွမ်းစီရဲ့အကြောင်းအရာတွေနဲ့သူဆွဲထုတ်နိုင်တယ်ဟုတ်ပြီနော်သူတို့ဒေတာမှာရှိခဲ့တဲ့လူမှုရေးပြဿနာတွေကြောင့်ဒါမှမဟုတ်နိုင်ငံရေးပြဿနာတွေကြောင့်ဒီဥစ္စာကိုတွေ့ရပါတယ်ဆိုတာပေါ့နော်နောက်ဆုံးမှသူဘာဖြစ်လဲဆိုတော့ conclusion ဆွဲလို့ရပါတယ်နော် conclusion ဆွဲလို့ရသွားပြီးတော့သူဒါဆိုရင်ဒီကလေးတွေကိုဒီလိုဆိုးသွမ်းမှုကနေရောကြစီဖို့အတွက်ဆရာမတယောက်အနေနဲ့သူဘာတွေကိုပြုပြင်ပေးလို့ရမလဲပြောင်းလဲပေးလို့ရမလဲသူဘယ်လိုနည်းနဲ့ဒီကလေးကိုတုံ့ပြန်ဆုံးမရမလဲဆိုတာကိုသူအနည်းဆက်ဆုံးသူ့ရဲ့ idea ကိုပေါ့နော်သူတင်ပြခွင့်ရမယ်နော်အဲ့တော့ဒါကိုလည်းသူကဘာလုပ်ရလဲဆိုတော့ report လုပ်ရတယ် report ကသူ့ကိုလုပ်ရတယ်ဆိုတော့ဒီ scientific community ကိုလုပ်ရတာအဲ့တော့သူ့ရဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးလေ့လာနေတဲ့သူ့ရဲ့ senior researcher တွေကသူ့ကိုတော့ဖတ်ပေးမယ်ပြီနော်ဖတ်တဲ့အခါမှာလည်းသူတို့က format က specific format ဆိုတာလုံးဝဒီဟာပြီးရင်ဒီဟာလာမယ်ဒီဟာပြီးရင်ဒီဟာလာမယ်ဒီလိုတင်ပြရမယ်ဆိုရယ်ပေါ့နော်သူရဲ့ procedure တတ်မှတ်ရှိတယ်အဲ့ format ထဲဝင်အောင်ရေးပြီးတော့သူကတင်ပြရတယ်အဲ့တော့မှ scientific community ကဖတ်ပြီးတော့စီလျော်မှုရှိတယ်မရှိဘူးခိုင်လုံမှုခိုင်မာမှုရှိတယ်မရှိဘူးသူတို့အတည်ပြုပေးတာပေါ့နော်ဒါက quantitative research တစ်ခုရဲ့ပုံမှန်ပေါ့နော် qualitative ကကြတော့ကျွန်တော်တို့
ဒီမှာဒီ social research method ဆောင်ထဲကဥပမာလေးကိုပဲသုံးပါမယ်နော်သူကဘယ်လိုလဲဆိုတော့ဇလန်းလေးပဲကျွန်မပြန်ပြောပါမယ်ထပ်ပြောပါမယ်ဆိုတော့သူက University of Chicago မှာကျောင်းလာတဲ့ graduate ကျောင်းသားတယောက်ရှိတယ်သူကဘာလို့ချင်တာလဲဆိုတော့ inner city poverty ဆိုတာဒီ Chicago ဆိုတဲ့မြို့ကြီးပေါ့နော်မြို့ကြီးထဲမှာကိုစင်ရဲမွဲတည်နေတဲ့ community လေးတစ်ခုတွေ့တယ်အဲ့ဒါဘယ်မှာလဲဆိုတော့အဲ့ University of Chicago နားမှာရှိတဲ့ဒီအိမ်ရစီမံကိန်းတစ်ခုမှာအလုပ်လုပ်နေတဲ့ဒီအောက်ခြေဝန်ထမ်းတွေပေါ့နော်အဲ့အလုပ်သမားတွေနေတဲ့ရပ်ွက်လေးပေါ့နော် community လေးတစ်ခုတွေ့တယ်အဲ့တော့စင်ရဲမွဲတည်တဲ့လူနေမှုစင်တာနှိမ့်ကြတယ်အဲ့မှာသူအဲ့ဒါစိတ်ဝင်စားတော့ကြည့်လိုက်တော့အဲ့ community ထဲမှာဒီမူရစီရောင်းနေတယ်ပေါ့နော်လူငယ်ဂိုင်းလေးတစ်ခုအုပ်စုလေးတစ်ခုရှိတာဆိုတွေ့ရတယ်အဲ့တော့သူအဲ့အကြောင်းကို research လုပ်ဖို့သူဆုံးဖြတ်လိုက်ဆိုတော့သူဆက်စားချင်းသွားတော့သူက quantitative research လုပ်ဖို့သွားတာဒါပေမဲ့သူရောက်သွားချိန်မှာဒါ quantitative လုပ်လို့ရတာမဟုတ်ဘူး qualitative research လုပ်မှရမယ်လို့သူသိလိုက်အဲ့နဲ့သူအဲ့ဖွဲ့တွေကိုသူကဝင်လိုက်ဆိုတော့သူအဲ့ဖွဲ့နေတယ်လို့နေရစားတယ်လို့စားတယ်မူရစီရောင်းရင်လည်းသူလည်းဝင်ရတယ်ပေါ့နော်အဲ့အဖွဲ့ကလူတွေကသူ့ကို researcher မှန်းသိလားဆိုတော့သိသူပြောပြအောင်နေ့တိုင်းသူဘာလုပ်လဲဆိုတော့ note လုပ်တယ်အဲ့ note ကဘာလဲဆိုတော့သူတနေ့သူလုပ်တဲ့အလုပ်တွေရယ်သူနဲ့ဘယ်သူနဲ့စကားပြောတယ်ဘာအကြောင်းအရာတွေပြောတယ်ပေါ့နော်ပြီးတော့အဲ့လူတွေကြောင်းနဲ့ကြောက်ဘာတွေပြောကြတယ်တယောက်နဲ့တယောက်ဘယ်လိုပေါင်းသင်းဆက်ဆံနေထိုင်ကြတယ်အပြင်လောကကြီးကိုသူတို့ဒီ community လေးကဘယ်လိုတုံ့ပြန်လဲဆိုတဲ့ဟာပေါ့နော်အဲ့အရာတွေကို note လုပ်ထားတယ်ဆိုတော့စုစုပေါင်းဘယ်နှစ်ကြာလဲဆိုတော့10နှစ်ကြာတယ်အဲ့တော့10နှစ်နေတော့သူကြောင်းပြန်လာခဲ့။ကြောင်းပြန်လာပြီးသူအဲ့အကြောင်းကို report ရေးတယ်။ဒါပေမဲ့သူ့ရဲ့ report ကခဏကဒီ quantitative သမားတွေပေါ့နော် format ကတိအကျမဟုတ်ဘူး။သူကဒီအကြောင်းကိုသူကစာစီပြီးတော့ chair မှုန်းပြီးတော့သူတွေ့ခဲ့တဲ့အကြောင်းအရာတွေစကလုံးနေနဲ့တင်ပြ။ပြောရရင် statistic နဲ့လုပ်ရလောက်တဲ့ကိန်းဂဏန်းဆိုင်ရာအချက်လက်တွေသိမပါဘူးပေါ့နော်။မပါတော့ပဲ။အဲ့တော့သူအဲ့ဒါဘလို့နဲ့သူသားဆိုတော့ဝတ္ထုလေးတစ်ပုဒ်ကိုဖြစ်သွားပါတော့။ဒါကြောင့်မို့သူစာအုပ်ကို senior academic book လို့ပြောကြတယ်ပေါ့ပြောရရင်ဝတ္ထုလိုမျိုးပဲဒါပေမဲ့သူကဒီ research လုပ်ထားတယ်ပေါ့နော်အဲ့တော့သူစလုပ်ခဲ့တော့ကတော့သူtheory ပေါ်ထုတ်ဖို့တော့အဲ့လိုမျိုးစိတ်ကူးရှိခဲ့ပေါ့နော်ဒီဟာကိုသူတင်ပြကြည့်ဒါပေမဲ့နောက်ပိုင်းမှာသူကဒီကန်းဖွဲ့လေးရဲ့အခြေအနေကိုကြည့်ပြီးတော့တခြားပေါ့နော်ဒီအမေရိကမှာရှိတဲ့တခြားဒေသတွေကဒီမူရစီရောင်းတဲ့အဖွဲ့တွေကနားလည်နိုင်လောက်တဲ့knowledge မျိုးတို့ရပါเนาะအဲ့ဟာလေးကနောက်ပိုင်းမှာ theory ဖြစ်ပါဆက်ပြီး develop ဖြစ်တာပေါ့နော်နောက်တော့သူတို့ဒီ American ဆိုရရဲ့ဒီရာဇဝတ်မှုနိုင်ငံရေးဌာနကအကြံပေးဖြစ်သူခေါ်ပြီးတော့လုပ်ခံတယ်နော်အဲ့လိုဆိုတော့ qualitative research ရဲ့ပုံသဏ္ဍာန်ကကြာခုနကလို့ statistic ကမပါတော့ပဲเนาะ basic ပေါ့နော်ချက်လက်လေးလောက်ပဲအဲ့တော့နောက်ပိုင်း chapter တွေမှာကျွန်မ quantitative နဲ့ qualitative ခွဲပြီးတော့ဒီ chapter လေးရှင်းပြမယ်အပိုင်းလေးလည်းပါတယ်เนาะဆိုတော့နောက်တစ်ခုကဒီ quantity နဲ့ quality နဲ့ကိုရောပြီးတော့ mix method ဆိုပြီးတော့လုပ်ကြတဲ့ research တွေရှိတယ်เนาะဆိုတော့အဲ့အကြောင်းကိုလည်းနောက်ပိုင်းမှာပြောပြပါမယ်เนาะအဲ့တော့ဒီ chapter ရဲ့နောက်ဆုံးကဘာလဲဆိုတော့ဒီလူမှုရေးသုတေသနကိုကျွန်တော်တို့ဘယ်လိုသင်သိတယ်လဲပေါ့เนาะနားလည်တဲ့နဲ့လုပ်လဲလုပ်တတ်တယ်เนาะဆိုတော့ရှေ့ကဇာတ်ကြောင်းတွေကိုပြောပြီးသွားပြီဖြစ်တဲ့အတွက်အထူးတော့ပြောစရာမလိုတော့ဘူးကျွန်တော်တို့ဂျုပ်စာကပေါ့เนาะဒီနေ့စီကျမတို့လုပ်နေတဲ့ဟာတွေကခုနက scientific approach နဲ့မဟုတ်ဘူးเนาะစနစ်တကျမဟုတ်ဘဲနဲ့ဒီလိုပဲအလွယ်တကူရတဲ့နည်းလမ်းတွေပေါ့เนาะနည်းစရာနဲ့ကျမတို့ knowledge တွေစုဆောင်းနဲ့ဆုံးဖြတ်ချက်တွေလုပ်တယ်ဆိုတော့ကျမတို့အဲ့ကနေတွေးပြီးပြီးတော့သိပ္ပံကြီးကြားရပေါ့เนาะ knowledge တွေကိုရနိုင်တာပြီးတော့ဆုံးဖြတ်ချက်တွေကိုလုပ်တဲ့ဘက်ကိုရွှေ့လာဖို့တင်တယ်တဲ့เนาะအဲဒါကြောင့်မို့ကျမတို့ဒီ social research method social research ကိုလုပ်တာကိုလုပ်တော့လို့ရတယ်အဲ့လိုမျိုး knowledge တွေကပုံမှန်ကန်တာတွေသိလာပြီဆိုရင်ကျမတို့ရဲ့ဆုံးဖြတ်ချက်တွေကပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေဖြစ်လာမယ်เนาะပြီးတော့ကျတော့ခုနကဘာလဲသိနိုင်လဲဆိုတော့ခုနအတူရောင်သိပ္ပံပညာတို့ခုနကသိပ္ပံပညာအလွယ်သုံးစားလုပ်တာဒါမှမဟုတ်လည်းဂျော်ဒီယောရဲ့နဲ့လုပ်ထားတဲ့ research တွေပေါ့နော်အဲ့ဒါတွေနဲ့တကယ် research ခိုင်မာတဲ့အားကောင်းတဲ့ research တွေနဲ့ဘယ်လို꿰ရရဲဆိုတာလည်းကျမတို့ခွဲခြားနိုင်နေတယ်เนาะဒီရောအောင်သိပါတယ်เนาะအခု AI ကကျမတို့ထက်အရန်ဉာဏ်ရည်ကအရန်မြင့်နေတဲ့အချိန်မှာကျမတို့ကAI နဲ့ပေါ့နော်အပြိုင်အလုပ်လုပ်နိုင်ဖို့ဆိုရင်ဒီ research ကိုလုပ်တတ်ဖို့ဆိုတာကျမတို့တော့မဖြစ်မနေရေးပါလာတဲ့ကိစ္စတစ်ခုဖြစ်တယ်ဆိုတာတွေ့ရတယ်နော်အဲ့တော့ social science research is for about and conducted by people နော်ပြောရလို့ရှိရင်ကျမတို့ ਨੇ ဒါကြီးအလှမ်းဝေးတဲ့အရာကြီးမဟုတ်ပါဘူးလူတွေအတွက်လူတွေအကြောင်းကိုလူတွေကလုပ်ကြတာပါတဲ့နော်ဒီလူမျိုးရေးသူတည်တည်ဆိုတာထူးခြားနေတဲ့လူတွေမဟုတ်ဘူးကျမတို့လူတွေပါပဲတဲ့နော်လူတွေကလူတွေပါပဲသူတို့ကဘာကြောင့်
ဒီ social research ကိုလုပ်တတ်စေချင်တာလဲဆိုတော့ဒီ social research ကိုလုပ်ရင်ကြတော့ခုနကစနစ်တကျရှိတယ်သူရဲ့စီမင်းစည်းကမ်းတွေရှိတယ်နီးနေတရားတွေရှိတယ်ဟုတ်တယ်နော်အဲ့ဒီဟာတွေကိုသုံးပြီးတော့လုပ်တာဖြစ်တဲ့အတွက်ပို့ပြီးတော့ခိုင်မာတယ်ပေါ့နော်ကောင်းမွန်တဲ့ကျမတို့ knowledge တွေရပါမယ်နော်ပြီးတော့အဲ့ social research ကိုလုပ်တတ်သွားကြကျမတို့ကဘယ်လိုလဲဆိုခုနကလိုကြီးကျယ်တဲ့ပေါ့နော် research ကြီးမလုပ်ရင်တော့တနည်းချင်းကျမတို့လုပ်နေတဲ့တိဆုံးဖြတ်ချက်လေးတွေပေါ့နော်အဲ့ဒါလေးတွေမှာဒီ social research ကိုလုပ်တတ်ခြင်းကကျမတို့ပို့ပြီးတော့ချောမွေတယ်ပေါ့နော်ကိုလည်းပိုနားလဲတယ်သူများတွေနဲ့လည်းပိုအဆင်ပြေတဲ့လူတယောက်ဖြစ်လာဖို့အတွက်သူကကူညီပေးနိုင်တယ်နော်ဆိုတော့ကျမရဲ့ဒီchapter 1ဖြစ်တယ်ပေါ့နော် why do research ဆိုတဲ့ဟာလေးကို recording လေးကိုဒီနေရာမှာဆုံးပါပါမယ်နော်ဆိုတော့အချင်းချုပ်ပြောရရင်ကျမတို့ research ကိုစနစ်တကျမတက်ဖ ೇನೆ နေတိုင်းတော့မလုပ်တဲ့ research တွေလုပ်နေကြတယ်เนาะအဲ့ဒါတွေကကျမတို့လက်လန်းမိရပေါ့နော်နီလန်းနေနဲ့လုပ်တဲ့ပြောရမှာပေါ့နော်ဆိုတော့အဲ့ဒါတွေကကျမတို့ဘုရားကအမှားတွေအလွယ်ကြီးပေးနိုင်တယ်ကျမတို့ဆုံးဖြတ်ချက်တွေချရတဲ့အခါမှာကျမတို့အသုံးမဝင်နဲ့ပေါ့နော်မှားနေတဲ့ဆုံးဖြတ်ချက်တွေချမိရမှာဖြစ်တယ်အဲ့တော့ပို့ပြီးတော့ခိုင်မာတဲ့အားကောင်းတဲ့ပေါ့နော်ဘုရားတွေရဖို့ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေပို့ပြီးကောင်းလာဖို့ဆိုရင်ကျမတို့ဒီsocial research ကိုလုပ်တတ်ဖို့သင်ပါတယ်နော်chapter 1မှာပါတယ်အကြောင်းအရာလေးပါဒီနားမှာရပါတယ်နော်